ကအဓိကထားဆွေးနေတာပါအဓိကနောက်တစ်ချက်ကနျူကလ িয়ার စွန့်လွတ်ဖို့နျူကလ িয়ার လက်နက်ကိုစွန့်လွတ်ဖို့အမေရိကန်ကအဓိကထားပြီးဆွေးနေတာပါအဲ့တော့အီရန်ဘက်ကလည်းဒီကိစ္စကိုဒါဆွေးနွေးပွဲမှာဒီစတင်မဲ့နေနဲ့အီရန်နိုင်ငံခြားရေးဝန်ကြီးဘက်ကလာတယ်ထင်ပါတယ်ဒါကြောင့်အမေရိကန်နဲ့အီရန်ရဲ့ဆွေးနွေးပွဲကတော့အရှေ့လက်ပိုင်းမှာစနေပါပြီ။အိုမန်နိုင်ငံမှာကျင်းပနေပါတယ်။ရလဒ်ကတော့မကြေညာသေးပါဘူး။နောက်တစ်ခုကဂျပန်နိုင်ငံမှာဒီဖူဂျီယာမာမီတောင်နာမှာရှိတဲ့ဒီနွေဦးကာလဒီချယ်ရီပန်းပွဲတော်ကိုဂျပန်ဆိုရကနိုင်ငံသားတွေကမမှန်မကန်မလေးမစားလုပ်မှာဖြစ်တဲ့အတွက်ဖျက်သိမ်းလိုက်တယ်ဆိုတဲ့သတင်းတစ်ခုတက်နေပါတယ်အဲ့တော့ဂျပန်နိုင်ငံမှာဒီချယ်ရီပန်းကာလပေါ့နော်ဒီသူတွေပြတော့ဧပြီလမှာနွေဦးကာလပေါ့နော်နွေဒီချယ်ရီပန်းတွေပွင့်နေအဲ့ဒီချယ်ရီပန်းအားလုံးပဲမင်္ဂလာပါခေတ်သိပေးခဏယူရှင်နေမှာကြိုးဆိုပါရင်ဒီကောင်းတွေကိုနေ့စဉ်ခန်းစားကြည့်ပါအလှစင်ပွဲတော်ပေါ့နော်ဒီမှာနိုင်ငံတကာကအမြောက်အများလာကြတယ်ဒါပေမဲ့လာတဲ့တူရစ်တွေကကြီးသွားတွေကစီကံမလိုက်နာဘူးပါညာပေါ့နော်အဲ့ဒီအကြောင်းပြချက်တွေနဲ့အကျင့်တွေမကောင်းလို့ပေါ့အဲ့ဒီပွဲတော်ကိုဒီနေ့ဂျပန်ဆိုရကပိတ်လိုက်တဲ့သဘောမျိုးကြီးညာနေတာကိုနိုင်ငံတကာမှာတွေ့နေရပါတယ်အဲ့တော့ဂျပန်နိုင်ငံကသူကနိုင်ငံတကာကိုသူကတန်ရေးတမရေးဆက်ဆံတဲ့အခါမှာသူ့နိုင်ငံချယ်ရီပင်တွေလက်ဆောင်ပေးတဲ့တာရကားတွေရှိပါတယ်အထူးသဖြင့်အမေရိကန်နိုင်ငံကိုလည်းဂျပန်လက်ရှိဝန်ကြီးချုပ်ကလက်ဆောင်ပေးမယ်ဆိုပြီးတော့ချယ်ရီပင်တွေလာစိုက်မယ်ပေါ့ဗျာဒါမျိုးတွေရှိပါတယ်တရုတ်နိုင်ငံကပန်တာဘောပွန်နဲ့နိုင်ငံတကာတန်ရေးတမရေးမှာသုံးသလိုပဲအခုဒီနိုင်ငံတကာကလည်းဒါမျိုးတွေကိုတရုတ်နိုင်ငံဒီဂျပန်ကလည်းဒါမျိုးတွေကိုတန်ရေးတမရေးနဲ့သူဒီလက်ဆောင်ဖြစ်သူနိုင်ငံချယ်ရီပန်းအပင်ကိုလက်ဆောင်ပေးလေးပေးတာရှိပါတယ်ဂျပန်နိုင်ငံမှာလက်ရှိဝန်ကြီးချုပ်ရဲ့ဒီရွေးကောက်ပွဲမှာသူ့ပါတီကိုပြည်သူတွေအားလုံးပဲပေးကြဖို့အမေရိကန်သမ္မတကြီးကဒီထူးထူးခြားခြားဝင်ရောက်ဆွတ်ဖက်ပြောဆိုတာမျိုးကိုတွေ့ရပါတယ်အဲ့တော့လက်ရှိဝန်ကြီးချုပ်ကိုအမေရိကန်နိုင်ငံကပြည်ဒီဂျပန်ပြည်သူတွေလက်ရှိဝန်ကြီးချုပ်ပါတီကိုမဲပေးကြဖို့အမေရိကန်သမ္မတကဝင်ရောက်ပြောဆိုနေတာကိုလည်းတွေ့ရတယ်။ဒီနေ့လည်းကောင်းပဲဒီဥရောပနိုင်ငံမှာဒီလက်ရအယူဝါဒရှိတဲ့ Reform Party တို့ဘာတို့ကိုဒီလက်ရပါတီရဲ့တင်တက်လို့ခေါ်တဲ့ဒီအဖွဲ့အစည်းကအမေရိကန်အစိုးရရဲ့ရန်ပုံငွေနဲ့အဲ့ဒီဥရောပမှာရှိတဲ့ဒီမက်ဂါအတွေးခေါ်ရှိတဲ့အဖွဲ့အစည်းတွေကိုရန်ပုံငွေထောက်ပံ့နေတဲ့သတင်းတွေလည်းတက်နေပါတယ်။ပြောချင်တာကအမေရိကန်အစိုးရကသူ့ရဲ့မက်ဂါ policy တွေကိုကမ္ဘာအနှံ့အထူးသဖြင့်ဥရောပမှာပိုပြီးကျယ်ပြန့်လာဖို့သူ့လိုပဲမက်ဂါအစိုးရတွေတက်လာဖို့အမေရိကန်အစိုးရရန်ပုံငွေအဲ့ဒါတွေကိုဒီလှုပ်ဆောင်ဖို့အတွက်မေရန်ဆိုရကရန်မုံငွေထောက်ပံ့နေတဲ့သတင်းတွေလည်းတက်နေပါတယ်ပြောချင်တာကလက်ရှိအမေရိကန်အစိုးရကဒီမိုကရေစီပြန့်ပွားရေးဆိုတာထက်သူရဲ့မက်ဂါအတွေးခေါ်တွေကိုပြန့်ပွားဖို့အတွက်နိုင်ငံတော်ရဲ့ပတ်စံကနေရန်မုံငွေတွေထောက်ပံ့နေပါတယ်ဒါကအမေရိကန်သွားနေတဲ့မက်ဂါ policy ပေါ့ဗျာနော်အဲ့ဒီထဲမှာမနေ့ကသမ္မတထရန့်ရဲ့ social media post မှာနော်မနေ့ညကပေါ့ဗီဒီယိုတစ်ခုကို share လိုက်ပါတယ်သမ္မတထရန့်ရဲ့အကောင့်လို့လည်းပြောပါတယ်သမ္မတအိုဘားမားနဲ့သမ္မတကတော်ဟောင်းမစ်ချယ်အိုဘားမားတို့ရဲ့
AI နဲ့ပြုလုပ်ထားတဲ့ဒီမြောက်မှာသူတို့ရဲ့မျက်နှာတွေတက်ထားတာပေါ့အဲ့ဒီဗီဒီယိုကို share လိုက်ပါတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကမ္ဘာသတင်းမီဒီယာတွေမှာလည်းအကြီးအကျယ်ဝေဖန်ပြောဆိုနေကြတယ်ဒါဟာမလုပ်သင့်မလုပ်ထိုက်တဲ့အရာပေါ့ဒီကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးအုပ်ချုပ်ရေးမှူးကတော့ Republican တိုင်းအခုချက်ချင်းဒီကိစ္စကိုရှုတ်ချဖို့လက်မခံဖို့တိုက်တွန်းပြောဆိုထားပါတယ်ဒီမြောက်ပုံပေါ့နော်မြောက်ပုံမှာမျက်နှာကတော့သမ္မတအိုဘားမားမျက်နှာမစ်ချယ်အိုဘားမားမျက်နှာတဲ့ဗီဒီယိုကိုသမ္မတထရန့်ကသူ့ရဲ့ Truth Social Media Post မှာ share ထားတာပါအဲ့တော့ဒီကိစ္စက UK နိုင်ငံမှာငင်းပွားနေတဲ့ကိစ္စပဲကျွန်တော်တို့ဝန်ကြီးချုပ်ရဲ့ပုံတွေလေတို့တိရစ္ဆာန်ပုံတွေနဲ့မျက်နှာတွေတက်ပြီး share နေတာဖြစ်တဲ့အတွက်ဒါဒီ platform ပေါ့နော်ဒီ X platform ကို UK နိုင်ငံမှာဒီပိတ်ပင်ဖို့ဆွေးနွေးမှုတွေဖြစ်တဲ့အခါမှာအမေရိကန်နိုင်ငံကဒါ freedom of expression လွတ်လပ်စွာဖော်ပြခွင့်ဆိုပြီးတော့အမေရိကန်ဆိုရကအပြင်းထန်ကာကွယ်ပါတယ်ဒါပေမဲ့အဲ့လိုအမေရိကန်ဆိုရကအပြင်းထန်ကာကွယ်တဲ့နေကြရတဲ့ကနေအခုသမ္မတထရန့်ကိုတိုင်ကမ္ဘာကောင်းဆောင်ဖြစ်တဲ့အမေရိကန်သမ္မတဖြစ်ခဲ့တယ်သူ့ရဲ့သမ္မတလည်းဖြစ်ခဲ့တယ်အိုဘားမားနဲ့ဇနီးမစ်ချယ်အိုဘားမားတို့ရဲ့မျက်နှာတွေနဲ့မြောက်ပုံတွေကို share နေတာကိုစိတ်ဝင်စားပွဲတွေ့ရတယ်အဲ့တော့ဒီနေ့တမျိုးမရိုးရလေအောင်ပဲဒီအများအာယုံဆိုင်မှုရှိအောင်လုပ်တဲ့ပုံစံလည်းဖြစ်နိုင်ပါတယ်ဒီဖြစ်ဖို့များတာကဒီ freedom of expression ကဒီလိုမျိုးလုပ်လို့ရတာပေါ့နော်အဲ့တော့ UK နိုင်ငံမှာတော့အဲ့ဒီကိစ္စကိုအကြီးအကျယ်ဆွေးနွေးနေကြတယ်အဲ့ဒါကိုအမေရိကန်ဘက်ကတော့အကြီးအကျယ်ပြန်လဲကန့်ကွက်ပြောဆိုနေကြတယ်ကဘာကြီးတစ်ခုလုံးနဲ့ဆိုင်နေ trend တစ်ခုဖြစ်နေပြီဒီ social media နဲ့ဒီ AI နဲ့ပေါင်းလိုက်တဲ့အခါမှာဒီလိုမျိုးမပွဲမရပုံတွေတင်နေကြတာ share နေကြတာကလေးငယ်များအတွက်ဒါအတူမြင်အတက်သင်ဖြစ်တော့မယ်ဆိုပြီးတော့ဒီဩစတြေးလျနိုင်ငံက16နှစ်ယောက်ကလေးတွေကို social media မသုံးဖို့တားမြစ်လိုက်သလိုဥပဒေနဲ့တားလိုက်သလိုဥရောပနိုင်ငံတွေလည်းဒါမျိုးလိုက်လို့ဖို့စဉ်းစားနေကြပါပြီအဲ့တော့ဒီ social media platform ကနေအတွေးခေါ်တွေပြောင်းလဲသွားအောင်လုပ်နိုင်တဲ့အနေအထားတစ်ခုပါကဘာကြီးမှာရောက်နေပြီအဲ့ဒါနဲ့ထပ်ပြီးတော့နောက်ထပ်ထူးဆန်းတဲ့စီးပွားရေးကိစ္စ cryptocurrency ကဈေးတော်တော်လေးကိုထိုးဆင်းနေတယ်ဒီချိန်မှာ cryptocurrency ရင်းနှီးမြှုပ်နှံထားတဲ့လူတွေအကြီးအကျယ်အရှုံးပေါ်မဲ့ပွဲပဲ cryptocurrency ကတစ်ကွိုင်ကို crypto တစ်ကွိုင်ကိုဒေါ်လာ3သိန်းလောက်ပေါက်ရတယ်အခု6000လောက်ပဲရှိတော့တယ်ရဲဆက်ဈေးထိုးကြနေတာအဲကြောင့် cryptocurrency နဲ့ကြီးပွားချမ်းသာတဲ့လူတွေတစ်ချက်လဲမွေးဈေးပေါ်မဲ့ကိစ္စပဲအဲ့တော့ကိုယ်မှရှိတဲ့နှစ်ပဲတစ်ပြားကိုသွားပြီးရင်းနှီးမြှုပ်နှံတဲ့လူတွေအရှုံးပေါ်မဲ့ကိစ္စပဲအဲ့တော့ပြောစရာရှိတာကအမေရိကန်သမ္မတတို့အဖွဲ့က cryptocurrency ကိုရင်းနှီးမြှုပ်နှံမှာပဲ cryptocurrency ကပက်ဆက်ကိုဈေးကျနေတယ်တကွိုင်ကိုဒေါ်လာ3သိန်းကနေ6000ကျော်ပေါ်လောက်ပဲရှိတော့တယ်ရဲဆက်ကိုဈေးကျနေတာအဲ့တော့ cryptocurrency ကဈေးကျပြီးရွှေဈေးတက်တာပေါ့နော်ရွှေဈေးကတော့ဒီရက်ပိုင်းမှာပြန်တော့ကျလာတာပဲရွှေဈေးတက်တာအဲကြောင့်
ကဘာပေါ်မှာဒီဈေးကွက်စီးပွားရေးစနစ်ရဒီရင်းနှီးမြှုပ်နှံတဲ့လူတွေကရွှေကိုပို့ပြီးတော့ယုံကြည်ကြတယ်ပေါ့ရွှေကိုပို့ပြီးတော့ရင်းနှီးမြှုပ်နှံကြတယ်သူတို့ရဲ့အရန်ငွေတွေကိုရွှေနဲ့ပဲထားကြတယ်ပေါ့ဒါတက်သေးတစ်ခုပဲအဲ့တော့ဒီ social media platform ကနေလူတွေကိုနှီးမျိုးစုံနေယုံသွင်းလို့ရတယ်ဝါဒဖြန့်လို့ရတယ်ပေါ့အဲ့တော့ဆွေးနေတဲ့လူကခေါင်းဆောင်ပြီးဆွေးနွေးလာတဲ့အခါမှာယုံတဲ့လူကယုံကြတာပဲအဲ့ဒီမဟာဗျူဟာကိုသမ္မတထရန့်ကအသုံးပြုသွားတာပဲအဲ့တော့ယုံတဲ့လူကယုံကိုယုံနေကြတာပဲအဲ့တော့ဒီ social media ရဲ့ရိုက်ခတ်မှုကဒီ AI ရဲ့ရိုက်ခတ်မှုကလူသားတွေရဲ့စဉ်းစားပုံကိုပါထိခိုက်နေတယ်ဆိုတဲ့ပြောဆိုမှုတွေအခုရက်ပိုင်းတွေမှာတော်တော်လေးဆူညံနေတယ်မနေ့ကဆိုတာ CN ကပြသွားတဲ့သတင်းတစ်ပုဒ်ပေါ့ဗျာနော်ဒီလူတွေရဲ့လက်မှတ်ပေါ့နော်ကျွန်တော်တို့ထိုးတဲ့လက်မှတ်ဘောပင်နဲ့ဖောင်တိန်နဲ့ထိုးတဲ့လက်မှတ်ကလူတယောက်ရဲ့စိတ်နေစိတ်ထားကိုခံမှန်းပြောဆိုလို့ရတယ်ဆိုပြီးတော့ဒီလက်မှတ်ကျွမ်းကျင်သူပညာရှင်ကသူကပြောဆိုတာဥပမာသမ္မတထရန့်ရဲ့လက်မှတ်ပေါ့ဥပမာ Elon Musk ရဲ့လက်မှတ်ပေါ့သူတို့ရဲ့ထိုးထားတဲ့လက်မှတ်ကိုကြည့်ပြီးတော့သူတို့ရဲ့စိတ်နေစိတ်ထားကိုပြောဆိုလို့ရတယ်ပေါ့ခံမှန်းလို့ရတယ်ဆိုတဲ့ပညာရှင်တွေပေါ့အဲ့တော့အဲ့ဒီလူတွေရဲ့ဒီဘောပင်နဲ့ထိုးတဲ့လက်မှတ်ပေါ့နော်ကိုယ်တိုင်ထိုးထားတဲ့လက်မှတ်အစစ်ကိုအစားမှာအခု digital လို့ခေါ်တဲ့ AI နဲ့ auto pan တွေပေါ့ညာ digital နဲ့ဦးကျွန်တော်လက်မှတ်ထိုးနေကြပြီအဲ့တော့အဲ့ဒီ digital နဲ့လက်မှတ်ထိုးတာကိုလေအခုကမ္ဘာစီးပွားရေးလုပ်ငန်းတွေဥမာကျွန်တော်တို့အခုဆိုရင် contract တွေချုပ်ကြတယ်ဥမာကျွန်တော် telephone contract ချုပ်တာတို့ motor car ဝယ်တဲ့ contract ချုပ်တာတို့အိမ်ငှားတဲ့စာချုပ်ချုပ်တာတို့အဲ့ဒါကိုအခု digital နဲ့အဝေးကနေပြီးတော့ပို့ပေးရင်ကျွန်တော်တို့လက်မှတ်ထိုးပေးရင်လည်းအသိမှတ်ပြုသိပြီအသုံးပြုနေကြပြီပေါ့အဲ့တော့အဲ့ဒီ digital လက်မှတ်တွေမှာကြတော့ခဏတော့ကလူတွေရဲ့စိတ်ခံစားချက်မပါတော့ဘူးမှန်းလို့မရတော့ဘူးစက်နဲ့ထိုးတာဒီကြောင့်ဒီတိုးတက်လာတဲ့ဒီ AI ကလူသားတွေရဲ့စိတ်ခံစားချက်ကိုပပျောက်သွားစေမယ်ဆိုတဲ့သုံးသက်ဝေဖန်ချက်ကိုမနေ့ကနားထောင်လိုက်ရတယ်အဲ့တော့အခုဆိုရင်ပဲဒီ AI ကြောင့်အမေရိကန်နိုင်ငံမှာရောကမ္ဘာနိုင်ငံတွေမှာရောလူတွေရဲ့အလုပ်နေရာတွေကို AI ကအစားယူလိုက်တာတွေအများကြီးဖြစ်နေပြီအဲ့တော့robot ပေါ်တော့ကလည်းဒီ robot ကလူသားတွေကနေရာကိုအစားထိုးမယ်ဆိုပြီး policy ပြောခဲ့ကြတယ် AI ကလည်းအစားထိုး policy ပြောခဲ့ကြတယ်အဲ့ဒါတွေမယုံနဲ့ဆိုတဲ့အဲ့ဒီနည်းပညာဘက်ကခုခံတဲ့လူတွေကရှိပြီမဲ့လေလက်ရှိနိုင်ငံတော်များများမှာ AI ကလူတွေရဲ့အလုပ်နေရာတွေကိုလူယူလိုက်ပြီးဥပမာကျွန်တော်ကခီးသွား agency လက်မှတ်ဝယ်ထားတယ်ဆိုပါစို့လူဒီမို့ကျွန်တော်က airline ကနေပဲလေလက်မှတ်ဝယ်ထားတယ်ဆိုပါစို့နောက်မှလည်းကျွန်တော်ကအစိုးရကုမ္ပဏီတစ်ခုခုနဲ့ကိုစကားပြောမယ်ဆိုပါစို့အဲ့မှာ telephone operator ဖြေတဲ့လူတွေကလူတွေမဟုတ်တော့ဘူးအရင်လိုလူတွေမဟုတ်တော့ဘူးဥဆိုကျွန်တော်တို့လေလက်မှတ်တွေဝယ်ကြတယ်ဟိုတယ်တွေ booking လုပ်ကြတယ် Agoda website တို့ booking.com တို့ဥပမာကျွန်တော်တို့လေလက်မှတ်ဝယ်တဲ့ BA တို့ဘာလို့ပေါ့နော်ဒီလေ airline တွေသူတို့က customer service ကို24နာရီဖွင့်ထားတယ်နော်အခုဆိုရင် WhatsApp နေနဲ့လည်းပြောလို့ရတယ်အဲ့ဒါတွေပို့လိုက်ရင်အဓိကဖြေတဲ့လူတွေကသူတို့မှာ helpline တွေရှိတာပေါ့ကျွန်တော်တို့ဝန်ကြီးဌာနတွေကိုဆက်သွယ်တာဖြစ်ဖြစ်အခွန်ဌာနကိုဆက်သွယ်တာပဲဖြစ်ဖြစ်အမျိုးနယ်ကောင်စီကိုဆက်သွယ်တာပဲဖြစ်ဖြစ်သူတို့က24နာရီသူတို့က customer service ရှိတယ်အဲ့ဒီကိုမေးလိုက်ရင်သူက chat box ဆိုတာထွက်လာတယ်WhatsApp နဲ့လောက်ထားတာကိုမေးသမျှကို AI ကဖြေနေတယ်ကျွန်တော်တို့ telephone company ကိုကျွန်တော်ကအကြောင်းကြားတယ်နော်မဟုတ်လဲကျွန်တော် bank ကိုအကြောင်းကြားတယ်အဲ့ဒါပထမဆုံးဖုန်းကင်တဲ့လူက24နာရီဖုန်းကင်တဲ့လူတွေက AI နေ
ပြီးမှ तू ကမေးတယ် तू ကမေးကောင်းနဲ့မေးတယ်မင်းကိုသိချင်တာကို तू မေး तू ဖြေပေးနေတယ်ဒါပေမဲ့ကိုက तू က AI မှန်းသိတာမဟုတ်ဖြစ်တာဖြစ်တယ်ငါလူနဲ့စကားပြောချင်တယ် agent နဲ့စကားပြောချင်တယ်လို့ပြောလိုက်မှ तू ကအဲ့မှာ agent နဲ့ဆက်ပေးတာဥပမာဟိုတလုံးတော့ဆိုကျွန်တော်လေလက်မှတ်တစ်ခုဝယ်တယ်လက်မှတ်ဝယ်ပြီးတော့ကျွန်တော်ဒီ luggage ဝယ်တယ် luggage ဝယ်တဲ့ခါကျတော့မှားဝယ်လိုက်မိတယ်အဲ့ဒါနဲ့ကျွန်တော် airline ကိုဆက်သွယ်တယ် airline ကိုဆက်သွယ်တော့ airline ရဲ့ website မှာ तू ကဒီ help ဆိုတဲ့အကူအညီပေးခေါင်းစဉ်အောင်ပါ तू က chat ဆိုတာ तू ကပေးထားတယ်မင်းနဲ့ကလည်း chat တင်လုပ်မယ်ပေါ့အဲ့ဒါနဲ့အဲ့ဒီ app လေးကိုအမှန်တော့ WhatsApp လို့ပဲကျွန်တော်နှိပ်လိုက်တဲ့အခါမှာကျွန်တော်မေးချင်တာမေးတဲ့အခါမှာ तू ကပြောတယ် तू AI မှာဘာသိချင်လဲကျွန်တော်ကပြောတယ်ငါဒီလိန်လက်မှတ်တွေतू အဲ့မှာမိကုန်းလေးတွေ तू ချပေးတယ်ကိုကရွေးလိုက်နောက်ဆုံးကျတော့ तू ကပြောတယ်မင်းငါပြောတဲ့မင်းလိုချင်တဲ့အဖြေရလားမင်း agent နဲ့စကားပြောချင်လားပြောချင်တာလူသားနဲ့စကားပြောချင်လားအဲ့ချိန်မှာကျွန်တော်က yes ငါလူသားနဲ့ပြောချင်တယ်ဆိုမှသူကဒါဆိုခဏဆောင်ငါ agent ရှာလိုက်အောင်မယ်ဆိုပြီးမှ9မိနစ်လောက်စောက်တဲ့ခါမှာagent ဆိုတဲ့လူကတက်လာပြီး तू ကဘသူပါဘာအကူကြီးလို့လေအဲ့လိုဖြစ်လာတာအဲ့ဒါလည်း chat တင်ပဲဒီ message နဲ့ပဲအပြန်အလှန် chat တင်လုပ်နေကြတာအေးကနေပြီးတော့ငါတို့လေးလက်မှတ်ဒီငါ luggage တွေမှားဝယ်လိုက်တယ်ငါပို့သွားတယ်အဲ့တော့အဲ့ဒါကိုပြန်အမ်းမလားဆို okay တဲ့ရတယ်တဲ့အဲ့ဒါနဲ့သူကျွန်တော်ကို link တစ်ခုကိုချပေးတယ်အဲ့ဒီ link ကိုမင်းဖောင်ဝင်ဖြည့်လိုက်တဲ့အဲ့ဒါနဲ့ကျွန်တော်ဖောင်ဝင်ဖြည့်လိုက်တယ်ဖောင်ဝင်ဖြည့်ပြီးတော့3ရက်အတွင်းမှာပတ်စံပြန်ရတယ်အဲ့တော့ဒီနိုင်ငံတွေကပတ်စံဘလို့ပြန်အမ်းလဲလို့မေးရင်ကိုဝယ်လာတဲ့ဘဏ်ကတ်ထဲကိုပဲသူပတ်စံပြန်ထည့်ပေးလိုက်တာသဘောကဒီနိုင်ငံတွေကအဲ့လိုပစ္စည်းဝယ်တယ်ဆိုရင်ဒီအဲ့ဒီဘဏ်တွေရဲ့ဒီငွေကြေးလွှဲပြောင်းကြောက်ကိုဘဏ်တွေကနေဟိုဘက်ဘဏ်ကိုပတ်သက်ထွက်ပေါ်2ပတ်လောက်အချိန်ယူတာအဲ့ဒီကြားထဲမှာကိုက cancel လုပ်လိုက်ရင်အဲ့ဒီပတ်စံကိုတို့ကမယူတော့ဘူး cancel ပြန်လုပ်လိုက်ပြန်ရသွားတဲ့သဘောမျိုးပေါ့ဒါမျိုးနဲ့နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုကိုတို့ကလုပ်ထားတာအဓိကပြောချင်တာကအဲ့ဒီနေရာပေါ့နော်ဒီအဓိကတော့ receptionist area တွေဒီတယ်လီဖုန်းပြန်ဖြေတဲ့ customer service တွေမှာ AI နဲ့အစားထိုးနေပြီအဲ့တော့ AI ကအရာရာသိတယ် AI ကအရာရာသိတယ်အခုကျွန်တော်တို့လုပ်ငန်းခွင်တွေမှာဆိုရင်လေ AI ကိုအရန်သုံးနေကြပြီဥပမာကျွန်တော်က email တစ်ခုလက်ခံရရှိတယ်ပေါ့နော် email တစ်ခုလက်ခံရရှိတော့အဲ့ဒီ email ကိုကျွန်တော်ကပြန်ရမှာပေါ့ပြန်မဲ့ခါကျတော့ကျွန်တော်ရေးချင်တာကိုကျွန်တော်ချရေးလိုက်တာပေါ့အင်္ဂလိပ်စာမှန်တာမှားတာတဲ့ပြီးတော့ ChatGPT ထဲမှာကျွန်တော်လက်ခံရရှိတဲ့ email ကိုအရင်ပို့လိုက်ပြီးမှငါရဲ့အဖြေကဒါပါဆိုပြီးတော့ကျွန်တော်ရေးချင်တဲ့အဖြေပေါ့ကျွန်တော်သူ့ reply လုပ်ချင်တဲ့ပြန်ရေးချင်တဲ့ဟာကိုကျွန်တော်ရိုက်ထည့်ပြီးတော့အဲ့ဒါကို AI ကိုပြောလိုက်အဲ့ဒါကိုမင်းပြန်ရေးပေးပါ rewrite လို့ AI ကိုအမိန့်ပေးလိုက်တာ ਨੇ AI ကပထမကျွန်တော်စီဝင်လာတဲ့အရင်ပို့လိုက်တဲ့လူရဲ့ email ကိုအစဆုံးဖတ်တယ်စာကိုအစဆုံးဖတ်တယ်ကျွန်တော်ပြန်ရေးချင်တဲ့ဟာကိုသူအစဆုံးဖတ်ပြီးတော့အဲ့မှာ AI ကအလွန်အမတန်လှပသောစာစီစာကုန်းတစ်ပုဒ်ကိုကျွန်တော်ပြန်ရေးပေးတာတော်ကောင်းတာကျွန်တော်တို့အဲ့မှာသူရေးတဲ့ style တော့မတူဘူးဒါပေမဲ့အချက်လက်ပြည့်စုံတဲ့ grammar ကြတယ်အင်္ဂလိပ်စကားလည်းပြီးသားတယ်ဒါမျိုးတွေကတော်လေးကိုလူသုံးများနေတာပေါ့လုပ်ငန်းခွင်တွေမှာလူတွေခိုးသုံးနေကြပြီပေါ့ပြောချင်တာကဗျာကို boss ကကိုတခုခုစာပို့လိုက်တယ်ဆိုပါစို့အဲ့ဒီအနမလဲကိုရဲ့အစိုးရဝန်ကြီးဌာနတခုကကိုစာပို့လိုက်တယ်ဆိုကိုစာပြန်ရတော့မယ်အဲ့တော့ကိုပြန်ကျင်တဲ့ဟာကိုရေးလိုက်ရေးပြီးတော့မှားမှာဆိုတဲ့အတွက် AI ကိုပြန်ပြင်ရေးခိုင်း AI ကအဲ့ဒါကိုအရင်တော့ဆိုရင်တော့ဗျာကျွန်တော်တို့ကျောင်းတွေမှာပြောရင်တော့ကျွန်တော်တို့ကျောင်းတွေမှာ thesis တွေကိုအငှားလုပ်တာလေအဲ့တော့ကိုရေးချင်တဲ့ thesis တွေကိုကမပြည့်စုံတဲ့ခါကျတော့တခြားကျွမ်းကျင်တဲ့လူတွေကိုစိုက်စာကိုအငှားရေးခိုင်းတာတို့ thesis တွေအငှားရေးခိုင်းတာတို့ဒီနိုင်ငံမှာတက္ကသိုလ်တွေမှာဆိုရင်ဒါ assignment တွေ project တွေကိုအစားလုပ်ခိုင်းတာတို့ကျွန်တော်တို့ရန်ကုန်စက်မှုတက္ကသိုလ်မှာဆိုရင်ကျွန်တော်တို့ရဲ့ဒီပါလဲ drawing တွေကိုပေါ့ဒီ assignment drawing တွေ design drawing တွေကိုအစားဆွဲခိုင်းတာတို့အဲ့တော့ drawing ကျွမ်းကျင်တဲ့လူတွေက R&D ကျောင်းသားတွေအဲ့ဒါကိုဆွဲစားတယ်ဗျအပတ်ဆိုင်ရတယ်လေအဲ့တော့အစားဆွဲခိုင်းတာတို့အဲ့ဒါမျိုးတွေကိုကျွန်တော်တို့ကလုပ်ခဲ့ရတာအခုခေတ်ကအဲ့လိုမျိုးအစားထိုးမဲ့လူစာရေးပေးမဲ့လူဥမာအရင်တော့ကမြန်မာနိုင်ငံမှာကုမ္ပဏီတွေထောင်နေဆိုရင်ကျွန်တော်တို့ကကျွမ်းကျင်တဲ့အသက်ကြီးပေါ့နော်အတွေ့အကြုံရှိတဲ့စရေးကြီးတွေငှားရတယ်အဲ့ဒီဒါမြန်မာနိုင်ငံမှာနော်ကျွန်တော်မှတ်မိသလောက်တော့1980 80 90ပတ်ဝန်းကျင်ကအဲ့ဒီစရေးကြီးတွေကသူက
အစိုးရရုံးဌာနတွေနဲ့အဆက်အသွယ်လုပ်ဖို့တဲ့ဒီစာဒီအပြန်လန်ရေးတာအရန်တော်တယ်ကိုရေးချင်တာကိုတထေးဖြစ်တဲ့လူမန်နေဂျာကပြောလိုက်သူ့အတူရေးလိုက်မယ်သူရေးတာချောနေရောပြောချင်တာကဒီဝန်ကြီးဌာနကိုစာပြန်ရမယ်ဒီလုပ်ငန်းခွင်ဒီကုမ္ပဏီကိုစာပြန်ရမယ်ပေါ့နော်အဲ့ဒါမျိုးနေရအရင်တော့အဲ့လိုလူငှားရတယ်တော့လူငှားရတယ်တကယ်ကျွမ်းကျင်တဲ့လူပေါ့ဗျာမြန်မာနိုင်ငံမှာဆိုရင်ဒါရုံးစာကိုရေးတာကသူ့ရဲ့ format ရှိတယ်ဘယ်လိုရေးရတယ်ဘယ်လိုစာပြန်ရတယ်ပေါ့နော်ဝန်ကြီးဌာနတွေမှာအများဆုံးသုံးတယ်နောက်ကုမ္ပဏီတွေမှာရေးတဲ့ကုမ္ပဏီပုံစံပေါ့နော်အဲ့ဒါမျိုးတွေပေါ့အဲ့တော့အဲ့ဒါကိုဒီခဏတော့ကဒီ Microsoft လို့ပေါ်လာတော့ Word တို့ Excel တို့ကနေလေအဲ့ဒီ format တွေနဲ့သူတို့အစားထိုးပေးတာတွေရှိတယ်နော်နောက်မှလည်းကျွန်တော်တို့ပြောသလိုပေါ့အပြင်မှာငှားအထူးပြចောင်းသားတွေပေါ့နော်ကျွန်တော်တို့ចောင်းသားဘွားတော့ဆိုလေအဲ့လိုစိုက်စာကုန်းရေးတာတွေပါငှားရတာတွေပြုတ်ရတာတွေကိုကအဲ့ဒါရန်တော်လို့သူများကိုလှုပ်ရှားလို့ရတာပေါ့အခုအိန္ဒိယကို AI ကအစားဝင်လိုက်ပြီအဲ့ဒီလူတွေအကုန်လုံးပြုတ်ပြီပြောချင်တာကဘယ်သူကမှသွားရှာစရာမလိုဘူးဘယ်သူကမှငါတို့အကောင်းဆုံးအချောဆုံးဒီ thesis ကိုရေးပေးမလားစာပြန်ပေးမလားတော့မလဲအသက်ကြီးရတဲ့စရေးကြီးတယောက်ကိုဟိုစရေးမကြီးတယောက်ငှားစရာမလိုတော့ပဲ AI ကိုတော့ကိုရေးချင်တာကိုချပေးလိုက်ပြောလိုက်ပေါ့ဒါ AI ကိုတော့ပြောရမှာပေါ့ငါဒါရေးလိုက်တယ်အဲ့ဒါမပြင်ပေးနေစာအချောရေးပေးပေါ့ဗျာမြန်မာလိုပြောရင်တော့ဥမာရီးစားစာဆိုရင်လေကိုရေးချင်တဲ့ရီးစားစာကို AI ကိုချပေးလိုက် AI ငါ့ကိုမကောင်းလှလှပပလေးရေးပေးစမ်းဆို AI ကဒါကြပြားတွေအစာတွေနဲ့ဒါစီပေးမယ်ပေါ့လေအဲ့လောက်ထိကဘာကြီးက AI ကတိုးတက်နေပြီပြောချင်တာကအလွန်အမတန်စိတ်ဝင်စားစရာကောင်းတယ်လူကြီးမင်းများဟိုကျွန်တော်တို့လူသားတွေကဘာမှာလူတွေအမျိုးစုံထွင်နေကြတာဒါကြောင့်မြန်မာနိုင်ငံဟာကဘာပေါ်မှာကြံခဲ့တာလည်းမပြောနဲ့ကဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းကဒီအဓိကတော့ Google ကနေစတာပေါ့နော်ဒီ search engine ဆိုတဲ့အရာရာကိုမှတ်တမ်းတင်တယ်မှတ်တမ်းတင်ပြီးတော့ခဏတော့ကနေ AI ကိုသူတို့ကဒီဘယ်လိုပြောမလဲကုတ်တွေရေးတာပေါ့နော်ကွန်ပျူတာကုတ်တွေရေးပြီး AI တွေကိုထည့်ပေးတယ်အဲ့ဒီ AI ကတစင်တာ robot ကိုသွားတာပဲလေအဲ့တော့ memory ဖြစ်သွားတယ်အုံနောက်ဖြစ်သွားတယ်အဲ့တော့သူ့ထဲမှာအလွန်ကြီးမားတဲ့ဒီမှတ်ဉာဏ်ကြီးရှိတဲ့အခါမှာအဲ့ဒီမှတ်ဉာဏ်ကနေပြီးတော့သူကစက္ကန့်ပိုင်းအတွင်းကိုသူလိုချင်တာကိုပြန်ဖြည့်ပြီးပြန်ပြင်ရေးပေးနိုင်တဲ့စွမ်းမကားဟာကဘာမှာရှိနေတဲ့လူသားတွေတက္ကသိုလ်တွေပညာရက်တွေကတီးထွင်နေတာနေတူတူကတီးထွင်နေအဲ့တော့ကျွန်တော်တို့နိုင်ငံကအဲ့ဒီပညာရေးလည်းမရှိဘူးအဲ့လိုတီးထွင်မှုလည်းမရှိဘူးဘယ်သူမှလည်းအားမပေးဘူးကျွန်တော်တို့နိုင်ငံကဒီစစ်အာဏာရှင်နဲ့ဒီចောင်းသားတွေနဲ့ဆန္ဒပြတာနဲ့ထောင်ထဲဝင်တာနဲ့စစ်အာဏာရှင်လှုပ်ရှားတာနဲ့စိုက်ပွဲတွေဖြစ်ဒါနဲ့ပဲတိုင်းပြည်ကပြတ်နေဥပမာကျွန်တော်တို့မသိနိုင်တဲ့စဉ်းစားပုံပေါ့ဒါအမေရိကန်ကဒါကြောင့်ကမ္ဘာမှာသားတာကမ္ဘာလုံးမှာရှိတဲ့စာတွေအားလုံးကိုဘာသာပြန်ပြစ်တာအခုဆိုရင်ဒါ Google ဆိုရင်ဒါစဉ်းစားရိုးလေးပဲလို့ထင်ရတယ်မြန်မာစာအားလုံးကိုလည်းသူတို့သိတယ်မြန်မာစကားကိုလည်းအင်္ဂလိပ်နဲ့ပြန်မလားတရုတ်နဲ့ပြန်မလားတရုတ်စာအားလုံးကိုလည်းသူတို့ဘာသာပြန်တာအဲ့တော့တရုတ်နိုင်ငံမှာရှိတဲ့သမိုင်းကြောင်းအားလုံးတွေမှတ်တမ်းတွေအားလုံးတွေ museum တွေဒီ history တွေအကုန်လုံးကိုဘာသာပြန်လာအဲ့တော့ကမ္ဘာလုံးဆိုင်ရာလူသားတွေအားလုံးရဲ့အုံနောက်တွေအတွေ့အကြုံတွေသမိုင်းဖြစ်ရတွေအားတွေအားလုံးကိုအဲ့ဒီထဲမှာအကုန်ထည့်ထားတာ